မလေးရှားမှာနေထိုင်ကြတဲ့ရွှေမြန်မာများအားလုံးပေါ့နဲ့ဒီတတိပေးချက်ကိုနားထောင်ပေးပါဒီလ9ရက်နေ့မှ22ရက်နေ့အထိခါကောစစ်ဆေးရေးတွေတင်းကျပ်လာနိုင်တဲ့ကာလဖြစ်ပါတယ်လမ်းပေါ်စစ်ဆေးမှုများဖြစ်နိုင်သောကြောင့်အကြောင်းမရှိဘဲအပြင်ထွက်လေခြင်းတွေကိုယာယီရှောင်ခြင်းပါမလိုအပ်ရင်အိမ်မှာနေပါတာလုံခြုံရေးကိုဦးစားပေးပါpassport နဲ့ permit စာရွက်စာတမ်းတွေကိုအမြဲအသင့်ထားပါ9ရက်ကနေ22ရက်အထိတတိထားကြနော်ဟုတ်မလို့ရင်မထွက်ကြနဲ့တတိရှိခြင်းကအကောင်းဆုံးကာကွယ်မှုပါတော့ရွှေမြန်မာများလုံခြုံကြပါစေ